Academy ပွဲတက်နေတဲ့တဦးတည်းသောမောင်လေးကိုဆုံးရှုံးလိုက်ရတဲ့ဖွေဖွေ Academy မီးအောင်စုံနေအောက်ကဘယ်သူမှမသိလိုက်ရတဲ့ဖွေဖွေရဲ့အဖြစ်ကတော့တနာစရာပါဒီနေ့ Academy ပွဲမှာခန်းကော်နေဇက်ကားနဲ့ Academy စကားတင်စင်းဝင်ပြီးနောက်ပွဲတက်လာတဲ့ဖွေဖွေကကင်မရာတွေရှေ့မှာလှပစွာနဲ့ပြုံးပြနေခဲ့ပေမယ့်သူမရဲ့ရင်ထဲမှာတော့ဝမ်းနည်းခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူမရဲ့မိခင်ဖြစ်သူနဲ့အတူနေပြည်တော်မှာပွဲတက်နေချိန်ရန်ကုန်မှာကျန်ရစ်ခဲ့တဲ့တဦးတည်းသောမောင်လေးဖြစ်သူကသွေးတိုးယောဂနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့လို့ပါပဲ။အဆိုအရဆုံးကတော့နောက်ဆုံးချိန်ကိုတောင်းမှတ်မိလိုက်ဖေအဝေးကနေပဲခွဲခွာလိုက်ရတာဖြစ်ပါတယ်။ပွဲကင်းထဲမှာသတင်းစိုးကိုကြားသိထားပုံရပေမဲ့ဖူးဖေးဟာမျက်ရည်တွေကိုအတင်းမျိုးသိပ်ပြီးတော့မီဒီယာတွေကိုအပြုံးမပြတ်ဖြေကြားခဲ့သလိုမိတ်ဆွေတွေအတွက်လည်းလက်ခုပ်တီးဂုဏ်ပြုပေးခဲ့ရှာပါတယ်။ဖခင်ဖြစ်သူကခုပိကာလာတုန်းကအဆုံးပါသွားခဲ့ပြီးပြီမလို့အခုအိမ်ရဲ့တဦးတည်းတော့ယောက်ျားလေးဖြစ်တဲ့မောင်လေးပါထပ်မံပြီးတော့ဆုံးရှုံးလိုက်ရတာကဖူးဖေးတို့သားမိအတွက်ကဘာပြိုသလိုခံစားရမှာအသေးချပါအမေနဲ့အမပွဲတက်ဖို့ရောက်နေချိန်ကြာမှအခုလိုဖြစ်ရသလားဆိုတဲ့ဖူးဖေးရဲ့လူမှုကွန်ရက်ပေါ်ကရင်ဖွင့်တယ်လေးကဖျားတဲ့သူတိုင်းကိုမျက်ရည်ကျစေခဲ့ပါတယ်။ပျော်ရွှင်စရာအခမ်းအနားနဲ့ဝမ်းနည်းစရာနာရီတိုက်ဆိုင်နေတဲ့ကံတရားကိုလွန်ဆန်လို့မရပေမဲ့ပရိသတ်ကိုလေးစားတော့အဖြစ်စိတ်ကိုတင်းခံခဲ့တဲ့ဖူးဖေးရဲ့စိတ်ဓာတ်ကိုတော့တကယ်ကိုလေးစားမိပါတယ်။ဖူးဖေးတို့သားအမိအတွက်အားပေးစကားလေးတွေနဲ့မောင်လေးအတွက်အဆုတောင်းမြတ်တာပို့သပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။သူမကိုကြော်ပြီးခိုင်နှင်းဝေအကယ်ဒမီဆုရသွားတဲ့အပေါ်မှာအခုလိုပြတ်သားစွာပြောလာတဲ့မျိုးတန်းနာထုံဒီနှစ်အမျိုးသမီးဇက်ပုစုအတွက်ရေပန်းအစားဆုံးဖြစ်ခင်ရာကတော့ပြောတန်ဇက်ကားတွေကဒေါ်တုံအဖြစ်ပိုင်နိုင်စွာတရုပ်ဆောင်ခဲ့တဲ့မျိုးတန်းနာထုံပါပဲ။သမီးလေးတယောက်နဲ့အတူဘဝကိုခက်ခဲစွာရုန်းကန်ရတဲ့မိခင်တယောက်အဖြစ်သူမရဲ့တရုပ်ဆောင်ချက်တွေကပရိသတ်ကိုမျက်ရည်ကျစေခဲ့ပါတယ်။ဒါပေမဲ့လည်းပရိသတ်တွေမျှော်လင့်ထားသလိုဖြစ်မလာပဲသူမအကောင်းဆုံးစူးစမ်းထားတဲ့ပြောတန်ဇက်ကားနဲ့စကားတင်စင်းမဝင်ခဲ့ပဲလောက်ကွက်နေတဲ့နှဝင်တဲ့ဇက်ကားနဲ့သာစည်ရင်ဝင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့စုကိုခိုင်နှင်းဝေကရရှိသွားခဲ့ပါတယ်။ဒီအပေါ်မှာပရိသတ်တွေကရုပ်ရှင်အစည်းအရုံးကခိုင်နှင်းဝေကိုပေးခြင်းလို့မျိုးတနာထွန်းရဲ့အကောင်းဆုံးကားကိုချန်လက်ထားခဲ့ရလားဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ဒါပေမဲ့လည်းမျိုးတနာထွန်းကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသူမရဲ့အရင်ကျက်တဲ့သဘောထားတွေကိုပြတ်သားစွာနဲ့ပြောကြားလာပါတယ်။ကျမအကယ်ဒမီမရလို့စိတ်ခံစားချက်မရှိပါဘူးလူတယောက်နဲ့တယောက်အနုပညာကိုကြည့်တဲ့အမြင်ရှုထောင့်ချင်းမတူကြပါဘူးလို့ဆိုပါတယ်ဆက်လက်ပြီးတော့သူမကဘိုးအဖွဲ့ကခိုင်နှင်းဝေဟာကျမထက်တော်လို့အကယ်ဒမီပေးတယ်ဆိုတာသူတို့အမြင်အရမျှတတယ်ထင်ရင်မျှတတာပါပဲကျမအနေနဲ့ကန့်ကွက်စောတကတက်ခွင့်မရှိပါဘူးလို့ပညာသားပပတုံ့ပြန်ခဲ့ပါတယ်ဒါအပြင်သူမတို့အရေးကြီးဆုံးကရွှေစင်ယုံမဟုတ်ပဲပရိသတ်ပေးတဲ့စုရရင်ကျင်းနေပါပြီဆိုတဲ့စကားလေးကသူမရဲ့သိက္ခာနဲ့မန်ကိုပေါ်လင်စေခဲ့ပါတယ်ကဲပရိသတ်ကြီးမျိုးတနာထွန်းရဲ့ဒီစကားတွေအပေါ်မှာဘယ်လိုမြင်ကြပါသလဲပြောတဲ့နေကတော့သုံးကိုရောပရိသတ်တွေကအကယ်ဒမီရစေခြင်းကြခဲ့လောက်မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်မှဝင်ရောက်ဆွေးနွေးပေးပါဦးနော်ကျမ်းမာရေးမကောင်းနေပေမဲ့လည်းအကယ်ဒမီစုပေးပွဲအတွက်အလှဆုံးပြင်ဆင်ပြီးတက်ရောက်လာတော့မယ်တရုတ်ဆောင်နှိုင်းရှင်မြင့်မှုကဲပရိသတ်ကြီးအသက်ငယ်ငယ်ရွယ်နဲ့ပရိသတ်တွေအားလုံးစီကအချက်တွေကိုသိမ့်ပိုက်ထားနိုင်တယ်တရုတ်ဆောင်နှိုင်းရှင်မြင့်မှုကတခြားသူတွေဘယ်လိုပဲပြောသူမရဲ့ဘဝကိုမင်းသမီးတယောက်ဖြစ်အောင်အကောင်းဆုံးစူးစမ်းနေရဖြစ်ပါတယ်သူမအနေနဲ့ကတော့အောက်ခြေကနေစူးစမ်းပြီးတက်လာရတဲ့မင်းသမီးတစ်လက်ဖြစ်တာကြောင့်မှတ်ချက်တစ်ခုစီတိုင်းကိုကောင်းကောင်းဆိုးဆိုးအလေးထားပြီးတော့တန်ဖိုးထားတတ်သူတယောက်လည်းဖြစ်ပါတယ်အခုချိန်မှာလည်းသူမတို့နေရာတနေရာလေးအဖြစ်အကယ်ဒမီပေးပွဲကြီးမှာတက်ရောက်ဖို့ဖိတ်စာနဲ့ဖိတ်ကြားခံခဲ့ရပါတယ်။ဒီလိုမျိုးဖိတ်ကြားခံရတဲ့အချိန်မှာနှိုင်းရှင်တယောက်အတော်လေးကိုနေမကောင်းဖြစ်နေခဲ့ပြီးတော့ဒီဇိုင်နာနဲ့အင်ဂျီလဲနေတဲ့အချိန်မှာတော့မတ်ကြီးတက်ပြီးပြင်ဆင်နေရတဲ့အတွက်ပရိသတ်တွေအားလုံးကဘာမှမဟုတ်တဲ့မင်းသမီးတယောက်ကအခုလိုမျိုးမတ်တက်ပြီးတော့ဘဝင်မြင့်နေကြလားဆိုတဲ့မိကိုနဲ့မေးလာခဲ့ရပါဒါကြောင့်မဲနှိုင်းရှင်ကိုစားဒီဇိုင်နာကပဲနှိုင်းရှင်နေမကောင်းလို့အခုလိုမျိုးမတ်တက်ထားရတာဖြစ်တဲ့အကြောင်းပြောလာတဲ့အတွက်ပရိသတ်တွေကပြန်ပြီးတော့လေးစားနေကြတာပါဘယ်လိုပဲဖြစ်ဖြစ်ပါအတိုက်ခိုက်တွေအများကြီးရှိတာတောင်အခုလိုနေရာတစ်ခုကိုရောက်လာတဲ့သူမအတွက်အားပေးစကားတွေပြောခဲ့ပါအောင်ရှင်